အခုတခါတော့ဖုန်းတက်ကနေ InShot ကိုသုံးပြီးကိုလုပ်ထားတဲ့ voice over နဲ့ video ကိုဘယ်လိုပေါင်းမလဲဆိုတာပြောပြပေးမယ်။ပြီးရင်အရေးကြီးဆုံးအချက်ဖြစ်တဲ့မူရင်း video ရဲ့အတန်ကို volume မှာတုံးညထားပြီးလုံးဝပိတ်လိုက်ပါမယ်။အတန်ပိတ်ပြီးသွားရင်တော့ recap kit ကနေ download ဆွဲလာတဲ့ voice over audio file လေးကိုရှာလိုက်ပါ။ဒီနေရာမှာတတိထားရမှာက video နဲ့ audio ရဲ့အရှည်ကတစ်ချက်တည်းကြာနေဖို့ပါမယ်။အဲဒါကြောင့် video clip ကိုနှိပ်ပြီး menu ထဲက speed 2ကိုတွားရွေးပေးရပါမယ်။ကိုယ့်ရဲ့ audio အရှည်နဲ့အချင်းကွက်တီဖြစ်သွားအောင် video speed ကိုအတိုးအလျှော့လုပ်ပြီးညှိပေးပါ။အတာညှိပြီးပြီဆိုတော့မူရင်း video မှာပါနေတဲ့ English စာတန်းတွေကိုဖျောက်ဖို့ပြင်ဆင်ကြမယ်။ဒါက copyright မမိအောင်နဲ့ကြည့်ရတာရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်ပေးရတာပါ။ဘယ်လိုလုပ်ရမလဲဆိုတော့ text ထဲကိုဝင်ပြီး detail ဆိုတဲ့ option လေးကိုရွေးလိုက်ပါ။ပြီးရင် mosaic လို့ခေါ်တဲ့ blur လို့တဲ့ပုံစံလေးကိုတိတိကျကျလေးရွေးပေးရပါမယ်။အဲ့ဒါလေးကိုအောက်ကစာတန်းတွေပေါ်မှာကွက်တီဖြစ်အောင်တိတိကျကျလေးဆွဲဆန့်ပြီးတော့အုပ်ပေးလိုက်ပါ။နောက်ဆုံးတစ်ဆင့်အနေနဲ့ copyright ကိုပို့ပြီးတော့စိတ်ချရအောင် video ကို mirror flip လုပ်ပါမယ်။ menu တွေထဲကနေ rotate ဆိုတာကိုရှာပြီး flip ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါ။အဲ့ဒါဆိုရင်တော့မူရင်း video ကဘယ်ကနေညပြောင်းသွားပါပြီ။အတန်ရော video ပါအန်ဝင်ခွင့်ချဖြစ်သွားပြီဆိုရင်တော့အယမ်းမိုက်တဲ့ recap video လေးတစ်ခုရလာပါပြီ။အခုလိုအစင်စစ်လွတ်လိုက်ရင် copyright လက်ကင်းပြီးကြည်လို့လည်းတော်တော်ကောင်းသွားမှာပါ။ဒါဆိုရင်တော့ကိုယ့်ရဲ့ကိုယ်ပိုင် recap video လေးကို social media ပေါ်မှာတင်လို့ရပါပြီဗျာ။အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ။